ရှင်။ရောဒီနေ့အမေရိကမှာဆိုတော့1500ပေးလို့ရှိရင်ဘယ်လိုအိမ်မြင့်တဲ့နေရာလဲဆိုတာကိုပြောပြပေးမှာပေါ့နော်။ဒီဟာကတော့ရွန်းရဲ့ home tour ပဲဖြစ်ပါရဲ့ရှင်။လိုက်ခဲ့ကြနော်။ Let's go ။ဒီဟာကတော့အိမ်ရှိအဝင်အပေါက်ပါနော်။ဒါဒီလိုမျိုးအပင်လေးရှိပြီးတော့ဒီမှာကားနှစ်စီးကိုတွေ့ရမှာပဲ။ဆိုကားကတော့ဒီတစ်စီးကတော့အမဲအောင်ကားကတော့ဒါကတော့ daily commute လုပ်တဲ့ကားပါဝယ်ရတိတ်မကြသေးရဲ့ပြန်ကားလေးပါ okay အခုလိုမျိုးရှောက်လာပြီဆိုလို့ရှိရင် usually ဝင်လို့ရှိရင်ဒီကားပါကင်ဘက်ကပဲအချမ်းပဲဝင်နေပေါ့နော်အဲ့ရှစ်ဘက်ကမဝင်ပါဘူးအရင်ဆုံး facility အရင်ဆုံးလိုက်ပြပါမယ်ဒီကတော့ပထမအောင်ဆုံး facility ဖြစ်ပါတယ်ရှိရှက်လေးအဖြစ်ဒီမှာဒီလိုခုံလေးရှိပြီးတော့နားကျင်လို့ရှင်နားလို့ရမှာနော်ဒါပေမဲ့ရုံးရဲ့စိတ်ဝင်စားဆုံးကတော့ဒီရေကူးကန်ဖြစ်ပါတယ်တာဒါဒီမှာကြည့်ဒီဟာရေကူးကန်ပေါ့နော်သူကဒီလိုမျိုး short လေးလည်းရှိပြီးတော့ဟိုမှာလည်းတိုင်ပင်ထိုးလို့ရပါတော့ရေကူးကန်ကတော်တော်လေးကိုနစ်တယ်ဟိုးဘက်ကတော်တော်နစ်တယ်ပေါ့နော်ဒီဘက်ကအဲ့လောက်မနစ်ဘူးဒါကတော့ရေကူးကန်နေရလေးပါပြင်ရုံးကြိုက်ဆုံးနေရလေးနောက်တစ်ခုရှိသေးတယ်လိုက်ပြမယ်ဒီမှာပါဒီဟာလေးကတော့ဒီလိုထီးလေးနဲ့အဲ့လိုထိုင်ပြီးတော့ပေါ့နော်အဲ့လိုတပ်ပုံလေးလာလေးရိုက်လိုက်ရအောင်အဲ့ပုတ်ကျမထိုင်ပြပါမယ်မျိုးတပ်ပုံလာလေးရိုက်လိုက်ရပါတော့โอเคအခုကအပြင်ရပြီးပြီဆိုတော့အော်နောက်တစ်ခုကြံသေးရင်ဒါကတော့ basketball ကစားရနေရဖြစ်ပါရဲ့ရှင်။ရုံးတစ်ခါမှမကစားပါမယ်လေ။ဒီတိုင်းပဲအိမ်မှာရှေ့ဟာကိုပြပါ။ Okay အခုကတော့ထည့်တော့ပါမယ်။ရုံးလက်ရှိနေတဲ့အိမ်ကိုပြမယ်ပေါ့နော်။ရောက်ပါပြီအိမ်ရောထည့်ဝင်ရအောင်။ Okay ဒါကတော့ရုံးလက်ရှိအိမ်ဖြစ်ပါရဲ့ရှင်။အခုကဒီလိုဝင်လာပြီးတော့ဒီမှာကတော့ရုံးဖက်နှက်တွေထားနေရပါ။ပြီးလို့ရှိရင်ရုံးဖျားစင်ပေါ့နော်ဖျားစင်ဒါ accessory လေးဟိုစာအုပ်စင်လေးဟွာလေးဒီဟာလေးထားပါတော့ဒါကရုံအကြိုက်ဆုံးရုံမြဲသက်ပုံရိုက်နေကြရုံရဲ့ TV stand ပေါ့နော် okay ပြီးလို့ရှိရင်ရုံရဲ့အကြိုက်ဆုံး couch ပေါ့နော်ဒီ couch ကဒါအလကားရတာပါဒါအလကားရတာရုံးတော့ဒါ topic ကထားပါတော့အလကားရပြီးတော့ pick ကထားဒီဟာလေးကတော့ရုံးရဲ့ favorite အယုတ်လေးဖြစ်တဲ့ရုံးအမေရိကစာအုပ်တွေကဝယ်ရတယ်ရုံးရဲ့ picky ကိုမှာ let's say hi ရုံးအယုတ်လေးကြိုက်တယ်ပေါ့နော် flashy လေး picky ကိုမှာဒါတော့ပြီးလို့ရှိရင်သူကဝင်လာခြင်းပဲပေါ့နော်ရုံးကဘယ်လိုဟိုဖြစ်တာလဲဆိုတော့ဒီနေရာကိုရုံးက workout ရုံးအဲ့လိုမျိုးဟိုဂျင်းစော့ရနေရပေါ့နော်။ဘာလို့ဆိုရင်ကအပြင်လည်းမသွားဘူးအိမ်မှာပဲအဲ့လိုမျိုးဂျင်းစော့ဖြစ်တဲ့အတွက်ဒီနေရာရွေးဂျင်းစော့ရနေရပါ။ဒီဟိုပင်ဒီနေပေါ့နော်အဲ့ဒါဘာသာထိုင်းနေတော့ surprise ရရတဲ့အပင်မှာဒါပေမဲ့အခုတည်သွားပြီချိုးလေးပလေးသနာပါတယ်။ဒါတော့အခုဒီနောက်ပိုင်းမှာဟိုဒီ chair က weight 3နေပို့ပြီးတော့လိုရယ်ပြောလို့ဆိုပြီးတော့ဒီက weight 3ဝယ်တာပေါ့နော်။အဲ့တော့140အောင်ပေးရပါတယ်ဒီဟာပေါ့နော်။သမင်းဆိုင်အခါမှာဒီနေရာမှာသမင်းစားပါတယ်။ဒါတော့သမင်းဆိုင်နေရပါတော့သမင်းကျုပ်စားပါတယ်အော်ရုံးရဲ့ kitchen လေးပါနော် kitchen ပစ္စည်းကွစီ kitchen လေးပါပထမဆုံး kitchen မှာပါမယ့်ဟာရတော့ဗာလဲဆိုတော့ဒီ dish washer ပါမယ်ပြီးလို့ရှိရင်ဒီမှာ oven ပါမယ်အမှန်တိုင်းပြောမှဆိုရင် oven မသုံးပေါ့နော်ရုံးက usually အဖြစ်ရုံးကဒီ stove သုံးနေမသုံးလို့ရှိရင်အခုလက်ရှိနောက်ပိုင်းဝယ်လိုက်တာတော့ကျမရဲ့ favorite air fryer ဝယ်လိုက်တာပါဘာလို့ဆိုရင်အရင် weight ချနေလို့စီနဲ့ကြော်တာမစားချင်လို့ဆိုပြီး air fryer ဝယ်လိုက်တာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုအသစ်ဝယ်ရတဲ့ဟာကြတော့ဒီမှာ coffee set နဲ့ဒီရေနွေးအိုးလေးပဲဖြစ်ပါတယ်။ Okay ဒါဘလို့ပြီးရေနွေးတောက်ရအောင်လို့ရေနွေးကိုတက်လာမှာနော်။ Okay ပြီးရှင်ကြောက်ရွံ့ fish ပေါ့နော်။ဒါရင်တက်ခဲ့အကြောင်းလေးပေါ့နော်။တက်ခဲ့အကြောင်းလေး Okay ဒါ fish ကိုမှသူကအထဲမှာအရင်မလောက်သွားနဲ့နော်။ဘာလို့ဆိုအထဲမှာဘာမှမရှိဘူး။ဘာမှမရှိဘူးဒီက mainly ရှိတာကြက်ဥရယ်ပြီးရှင်လို့ရှိရင်ဟို yogurt ကပြီးရှင်အသီးရွက်လေးနည်းနည်းရှိရကွာဘာလို့ဆိုရင်အခုက weight ချနေတာဖြစ်တဲ့အတွက်အစားအသောက်ကိုအများကြီးမထည့်တော့ဘူးပေါ့နော်ဒါပေမဲ့ယွန်းချီသေးမှာစားရတော့ဒီမှာကျမရဲ့ favorite
麻辣香锅ပေါ့နော်麻辣香锅အနှုတ်အထုပ်လေးစားတယ်တရားလည်းရှိရဝါလည်းရှိရအဲ့ကြတော့အရင်ဟိုတလားတစ်ခါတော့မဟုတ်ခါကျနှစ်ပတ်တစ်ခါစားရပေါ့နော်麻辣香锅ကတော့ပြီးပြီဆိုရင်ကျမရဲ့အခန်းလေးပေါ့နော်ဒါအဲ့ဝင်လာပြီဆိုလို့ရှိရင်တော့ပထမအဆုံးယွန်းရဲ့ favorite heater ပါဘာလို့လဲဆိုရင်ရရန်အေးတက်တာလေးဒီလားပြီးရှင်ရောအတူဝဲဝေးရကြိုက်တယ်အိမ်မှာနေလဲအတူဝဲမြင်ဝေးတယ်ဆိုတော့ဘယ်လိုမျိုးရွံ့ပေါင်နေ6တဲ့ချိန်လုံးတွတ်ဆိုအေးနေလို့ဆိုပြီးတော့အမြင်ယွန်းဟီတာဖွင့်လာမှာပေါ့နော်ပြီးရှင်လို့ရှိရင်ဒီဟာကတော့ယွန်းရဲ့စာကြည့်ဆိုရင်စာလုပ်တဲ့နေရာပါရှင်စာလုပ်တဲ့နေရာဒါကတော့ယွန်း YouTube channel လေး make sure you guys subscribe okay ခေါင်းနဲ့အများကြီးထားတယ်ဟုတ်တယ်ခေါင်း6လုံးရှိရပေါ့နော်တိုးတယ်6လုံးနဲ့အိတ်တယ်ပြီးရှင်ခေါင်းအကုန်အောက်ပြုတ်ကြရဲဒါအဲ့လိုမျိုးပေါ့နော်ဒါယွန်းရဲ့ဘွားဖြတ်တန်းပုံပေါ့နော်ဒီကတော့ယွန်းရဲ့မှန်တင်ကုန်မှာကအမှန်တမ်းပြောလို့ရှိရင်ဒီနောက်ပိုင်းယွန်းဒီမီးရလေးပြတ်သွားလို့ဒီယွန်းမှန်တင်ကုန်မှာတော့အမြင်တိတ်ပြီးတော့ဘယ်လိုမျိုး skin care ပါတိတ်မလုပ်ဖြစ်ဘူးပေါ့နော်ဆိုရင် YouTube ကနေမှလောက်တာများဆိုဒီဘက်မှာ skin care တိတ်မရှိဘူးဒီဟာကတော့ရောက်ထားတိတ်မကြသေးရဲ့ယွန်းကိုကစား waxing စလုပ်လို့ဆိုပြီးတော့ဝယ်ထားတဲ့ waxing kit လေးပေါ့နော်ကျမရဲ့ favorite ဘာလဲဆိုတော့ဒါပဲဖြစ်ပါရဲ့ဟုတ်ပါရဲ့ယွန်းဂီတာတင်နေပါပေါ့နော်ဂီတာဒါပေမဲ့လည်း we'll see ယွန်းဖြစ်လာမှဖြစ်လာဆိုတာဒါကဒေါ်လာ900နီးပါးပေးရတဲ့ကျမရဲ့ဂီတာဖြစ်ပါရဲ့ရှင်ဒါကတော့ယွန်းရဲ့ထဲမှာအင်ဂျူကအင်တာပဲပေါ့နော်ဒီတဲ့အင်တာကလည်းယွန်းကြောက်မကြောက်ဘူးဆိုတော့အရန်ကိုရှုပ်ကနေလို့ပါဘာလို့ယွန်းဝစားမရှော်ရသေးလို့โอเคဒီနေ့တော့ဒီလောက်ပါပဲရှင်ဒါကတော့အမေရိကမှာဒေါ်လာ1500ပေးရလို့ရှိရင်ဘယ်လိုအိမ်မျိုးရလဲဆိုတာကိုပြောပြပေးရပါကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အဲ့တော့ရန်တဲ့တူနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် you guys I love you bye bye